တားစီစဉ်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေရဖြစ်ပါရဲ့ရှင်ဒီတော့ဒီကနေ့အစီအစဉ်မှာ Dream Age Music Band နဲ့အတူပထမဦးဆုံးသီဆိုရှင်ပြိုင်သွားမယ့်ပြိုင်ပွဲဝင်ကိုစတင်ပြီးတော့ဖိတ်ခေါ်ကြပါတယ်ပြိုင်ပွဲတစ်လျှောက်အပြုံးချွတ်ချိုနဲ့အကောင်းဆုံးစူးစမ်းရှင်ပြိုင်ခဲ့တဲ့ညီမလေးဝှေ့ပီးဖြစ်ပါရဲ့ရှင်စင်မြင့်ထက်သူဖိတ်ခေါ်ပါတယ်မင်္ဂလာပါကဲအဲ့တော့ညီမလေးဒီနေ့ဗာသချင်းနဲ့သီဆိုရှင်ပြိုင်ပါလေဟုတ်ကဲ့ Celine Dion ရဲ့သချင်းဖြစ်တဲ့ I Love You သချင်းနဲ့သီဆိုရှင်ပြိုင်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ညီမလေးဝှေ့ပြီးတော့အပိနေရဲ့ပရိသတ်တွေနဲ့လည်း comment မှာညီမလေးရဲ့နာမည်ကိုရေးခဲ့ပြီးလို့ရပါတယ်ပြီးတော့ညီမလေးရဲ့နာမည်ကိုရေးပြီးတော့ Facebook မှာ share ပေးမယ်ဆိုလို့ရှိရင်ဒါညီမလေးသချင်းကိုနှစ်သက်တယ်ဆိုလို့ရှိရင်တော့ဒီလိုလေးထပ်ပြီးတော့ share ပေးဖို့အတွက်ဒီကနေပြီးတော့ပြောပြပေးချင်ပါတယ်မြန်မာ Star စီစဉ်ကြည့်ရှုနေတဲ့ပရိသတ်များရှင်တောက်လျှောက်ကြည့်ရှုနေပေးတာကျေးဇူးအများကြီးတင်ပါတယ်ညီမလေးလည်းစူးစမ်းထားသမျှအားလုံးအရာထင်အောင်ချပြအောင်မြင်အောင်လို့ဖန်တီးနိုင်ပါစေ Collect ပါရှင် မလေးဝှေ့ပြီးရဲ့သီဆိုရှင်ပြိုင်မှုဖြစ်ပါရဲ့ရှင်ဆိုတော့သီဆိုဖြောရတယ်ညီမလေးတောင်ဝင်ကြီးတဲ့ညီမလေးတယောက်ဖြစ်ပါတယ်ဆိုတော့ညီမလေးအဲ့တော့ဒီနေ့သီဆိုရှင်ပြိုင်ခဲ့တာကိုပြေဝစိတ်တိုင်းကြမှုရှိလားအရင်ပတ်တင်နေရှင်မယ်ဆိုရင်ပေါ့ဟုတ်ကဲ့
အရှင်ဘတ်တွင်နဲ့ရှင်မဲဆိုတော့စိတ်တိုင်းချမှုရှိပါတယ် ဟုတ်ကဲ့ပါညီမလေးအဲ့တော့တိုင်းသူကြီးမင်းတွေကလည်းဒါညီမလေးအတွက်အကောင်းဆုံး